ရေခဲသီတာတစ်ခုလဲပတ်နေတဲ့အထူးအချက်ကတော့ compressor ပဲဖြစ်ပါတယ်လို့ပြောရမှာပါပဲအထဲမှာဆိုရင်ဒီ compressor ဟာတလန်းတွား inverter motor တစ်ခုဖြစ်ပြီး piston နဲ့ရဟတ်တစ်ခုကိုမောင်းနှင်ပေးကအေးစေတဲ့ဓာတ်ငွေကိုဖိအားမင်းအောင်လှုပ်ဆောင်ပေးတာပါပဲဖိအားမင်းသွားတဲ့အခါမှာဓာတ်ငွေရဲ့အပူချိန်ဟာဒီဂရီ90လောက်ထိတက်လာပြီးဖိအားကလည်းထိထိတတာမြင့်တက်လာတာပေါ့အဲ့ဒီနောက်မှာတော့ရေခဲသီတာရဲ့နောက်ဘက်က coin တွေဖြစ်တဲ့ condenser coin တွေစီကိုပို့လိုက်ပါတယ်အဲ့ဒီနေရာမှာပတ်မှုချက်ဝလင်းခူးစီကိုအပူတွေလွှဲဖိလိုက်ပါတယ်ခင်ဗျခွိုင်းတွေပေါ်က bracket တွေကလည်းအေးမြတဲ့နှုံးကိုပိုးမြန်စီဒီအခါမှာဓာတ်ငွေကြီးဟာအကြီးအဖြစ်ပြောင်းလဲသွားတာပါပဲဒီအကြီးဟာအောက်ဘက်ကဂျင်းနီပိုက်သေးသေးလေးထဲကိုဝင်သွားပါပြီးအဲ့ဒီနေရာမှာဖိအားနဲ့အပူချိန်တွေကျဆင်းသွားတာပါပဲဖိအားဟာ 0.6A လောက်ထိကျဆင်းသွားပြီးအပူချိန်ကတော့ဒီဂရီ16အနှုတ်ထိကျဆင်းနိုင်ပါတယ်ဒီလိုဖြစ်တဲ့အခါမှာဓာတ်ငွေရဲ့3ပုံ2ပုံကျော်ဟာအကြီးအဖြစ်ပြောင်းလဲသွားပြီးဖြစ်ပါတယ်ခင်ဗျအညီအကျေးတွေဖယ်ရှားသူအတွက်စစ်ထွက်ခွက်ကနေဖြတ်တိုင်းပြီးတဲ့အခါအေးစေတဲ့ထန်းငွေကိုအငွေ့ပြန်စေတဲ့ coin တွေ evaporator coin တွေစီကိုပို့လိုက်ပါတယ်လို့ဆိုရမှာပါအဲ့ဒီနေရာမှာတော့အစားအသောက်တွေစီကအပူကိုဖလှယ်ယူပါတယ်အကြီးဟာထန်းငွေအဖြစ်ပြောင်းလဲသွားပြီးတော့ပြန်လဲပြီးတော့ compressor စီကိုပြန်ရောက်သွားကဒီထန်တရားလက်ပတ်မှုကိုပြန်လဲစတင်တာပါတယ်ပန်ကာတစ်ခုကအငွေ့ပြန်စေတဲ့ coin ကိုကူညီပြီးရေခဲထေတာအခန်းတစ်ခုလုံးကိုအေးအောင်လှုပ်ဆောင်ပေးပါတယ်။နောက်ပြီးတော့ thermostat တစ်ခုကတော့အာယုံကန်ကရိယာတွေကိုအသုံးပြုပြီး compressor ရဲ့လက်ပတ်နှုံကိုထိအညီပေးကအပူချိန်ကိုထိန်းချုပ်ထားနိုင်ပါတယ်လို့ပြောရမှာပါပဲ။